သမရလုံခြုံရေးအဆောက်များ၏လက်တုအသုံးပြုခြင်းအကြောင်းအရာဒေါ်နယ်ထရန့်၏လုံခြုံရေးအဆောက်များသည်အင်ဒို၏ကုတ်အင်ဂျီအပြင်ဘက်တွင်လက်တုတစ်ဖက်ကိုထားရှိလေးရှိသည်ဟုဆိုသည်နီးပြူဟာထိုလက်တုသည်အင်ဂျီရှိတွင်တဘာဝအတိုင်းရန်နာထားသည့်ပုံစံကိုဖန်တီးပေးသည်သို့သောနင်းတို့၏လက်စစ်ကိုမူအင်ဂျီအောက်တွင်ဖုံးကွယ်ထားပြီးဖုံးကွယ်ထားသောလက်နက်ကိုအသင့်ဆုပ်ကင်ထားနိုင်ရန်ဖြစ်သည်အမေရိကန်လေယာဉ်မှုတဦးသည်စစ်ပြေးလမ်းဘေးရှိအစာငတ်နေသောကလေးငယ်များကိုမြင်တွေ့ရပြီးရင်းတို့ကို PK နှစ်ချောင်းပေးခဲ့သည်ကလေးငယ်များ၏ပျော်ရွှင်မှုကိုမြင်ပြီးနောက်သူသည်ချောကလက်များကိုလက်ကင်ပေါ်များဖြင်းပြုလုပ်ထားသည့်တင်းငယ်သောလေထီများတွင်ချီနှောင်ကလေယာဉ်ပေါ်မှစတင်ကျဲချခဲ့သည့်ဤလုပ်ရကြောင်းထိုလေယာဉ်မှုကိုတရားလုံးပုံကျဲသူဟုလူသိများခဲ့သည်စစ်ဘေးဒဏ်ကြောင့်အစာငတ်မွတ်နေသည့်ကလေးငယ်များစွာကိုအပြုံးများဖြင့်ပျော်ရွှင်မှုပေးရန်ဖြစ်သည်မိုင်းများကိုစောက်ထိုးမြုပ်နှံခြင်းအမေရိကန်စစ်သားများသည်မြေမြုပ်မိုင်းများကိုပုံမှန်အတိုင်းမဟုတ်ဘဲစောက်ထိုးဖြစ်အောင်တမင်တကာမြုပ်နှံခဲ့ကြသည်ထို့ကြောင့်အမေရိကန်စစ်သားများသည်မိုင်း၏ပောက်ကွဲစေသည့်ခလုတ်ကိုအောက်ဘက်သို့ထား၍စောက်ထိုးမြုပ်နှံခဲ့သည်အောက်ထိုးမြုပ်နှံထားခြင်းကြောင့်မိုင်း၏ခလုတ်သည်မြေကြီးအဖိအားကြောင့်တင်းအားအောက်အသင့်ရှိနေသည့်ရန်သူစစ်သားများကမိုင်းကိုဖယ်ရှားရန်သို့မဟုတ်မိုင်းကိုဖြုတ်ရန်ကြိုးစားသည့်နှင့်တပြိုင်နက်တည်းချက်ချင်းပောက်ကွဲစေရန်ဖြစ်ပြီးရ